ကျွန်တော်တို့ညာအိတ်ဆက်တဲ့အခါမှာခေါင်းမြင့်မြင့်အဝင်ကောင်းမလားခေါင်းနည်းနည်းအဝင်ကောင်းမလားပေါ့နော် micro abdomen လို့ခေါ်တယ် urine micro abdomen ပေါ့နော်အဲ့ဒါအရင်ရေးကြည့်တာ ကျွန်တော်ရဲ့အုံနောက်ကဒါတစ်ဖြည်းဖြည်းကျုံလာတတ်တယ်ပေါ့နော်အထူးသဖြင့်အသက်40ကျော်လာပြီဆိုတာ ਨੇ ပြင်းပြအဖြစ်10စုနှစ်တိုင်းမှာ900ခန်းလုံးလောက်ကျုံလာတယ် ပေါင်160 49နဲ့ metformin glycoside တောင်းနေတယ်စီဂျို180မကြပါဘူးရှင်းပြပေးပါအောင်ဟုတ်ကဲ့ပါကျမကတော့ဒေါက်တာဆောဖြစ်ပါတယ်တမတို့တယောက်ပါ ညအိတ်တဲ့အခါမှာနှလုံးရက်ချင်ကိုကာပေါ်တဲ့အနေနဲ့ရေအများကြီးတောက်ကြအောင်နည်းနည်းလေးပေါ့နော်အများကြီးတောက်မှဆိုစီခဏခဏတောက်လို့နည်းနည်းလေးပဲ ဘိုက်ရွှဲနေတဲ့လူတွေဘိုက်ချက်စေဖို့အထောက်အကူပြုမဲ့အစားအစာ၅ခု အတန်း90ကျော်လေးပျော့လေးပဲเนาะဆရာမတို့ပျော့ဖက်နေတာပေါ့เนาะ မနေ့အိယာနိုးလို့ခေါင်းအပေါ်မှာကြည့်လိုက်တဲ့အခါမှာသပင်းတွေချွတ်ကြနေတာတော့တဲ့အခါ ကြောက်ကအားနဲ့စီကရက်မှာတော့ရပါတလား ဟုတ်တဲ့သူလေးတွေငွေလည်းတပြားမှကုန်စရာမလိုဘူးပါဇက်ထဲ